Tony Piore no, Tony Piore no. Me alene sakasane to twizia a chago mshibu. Shigtadu. Do thu do nado oro me kli. No. Keke ne enyujine. Kwe do abi. Chasau do abi. ဘယ်စများလုံးမရမလားပါကင်မလေးစကိုင်းပေါ်တော့အန်ယူဂျီနဲ့တီအန်ယူဖွဲ့စည်းတကူတဲ့ပြီးဆော်လိုက်ပါပြီနားထောင်ကြည့်အောင်ခင်ဗျာ Miolene so twizia a chago mishibu Tony de vera. Shigtadu keke social media ke. Ai legna phela hu awara Joshile te vera ne I Piorga I te vera ne Joshile te vera ne I la kwa vei NUG အပါအဝင်စစ်ခွေးအုပ်စုတွေနဲ့ဒီလိုမှတီးခြားစီတွေ့ပြီးတော့စီဝလုဆောင်နေတဲ့ဆိုတဲ့သတင်းကိုကျွန်တော်ပြောချင်တာပါ ဟုတ်ကဲ့ NUG EROS နဲ့မာလာတွေတွေ့ဆုံဆွေးနွေးနေတဲ့ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်ဆိုတော့အဲ့ဒီသတင်းကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ပထမဆုံးမလို့ကျွန်တော်နားလည်လိုက်တာကတော့ဒါကျန်ပါစေခွေးတက်ပေါ့နော်စစ်တပ်ကိုစကန်ရပြန်ပို့ဖို့ညှိနှိုင်းနေတဲ့ဆိုတဲ့အခြေအနေတို့ကျွန်တော် le kwa bela yebo shale a page ne no ဒီဖော်ပြချက်ကိုကျွန်တော်မိသားစုပြည့်ပြည့်စုံလေးကျွန်တော်ပြောချင်တယ်အကြမ်းဖက်စစ်ခွေးတက်နဲ့ NUG အပါဝင်တော်လိုင်းအင်အားစုတွေအင်ဒိုနီးရှားမှာအလွတ်တော်ဆွေးနွေးပွဲလှုပ်ဆောင်နေတယ်ဒီနေ့ဒီဇင်ဘာ2ရက်နေ့ရှိပြီဒီဇင်ဘာ1ရက်နေ့ကစတင်ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ခွေးတက်တော်လိုင်းအင်အားစုတွေတီးခြားဖိတ်ပြီးတော့နိုင်ငံတိဆောက်ရေးခေါင်းစဉ်နဲ့မြန်မာအရေးအလွတ်တော်ဆွေးနွေးပွဲကိုအင်ဒိုမှာပြုလုပ်နေတာလို့သိရတာပါကျွန်တော်တို့အင်အားစုတွေအဲ့ဆွေးနွေးပွဲကိုလူပေါင်း25ရက်နေ့ကနေ30ရက်နေ့အထိကျွန်တော်တို့ဂျကာတာမြို့မှာပြုလုပ်ခဲ့တယ်လို့သိရတယ်။အဲ့တော့ဆွေးနွေးတဲ့တော်လိုင်းအင်အားစုတွေကတော့မြို့သားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC KNU ကရင်အမျိုးသားစီယုံ CNF ချင်းအမျိုးသားတပ်ဦးပြရှမ်းပြည် no can you ပြောထားတယ်နော် Tony ပြောတယ်နော် Tony ပြောတယ်နော် Miolene sakasane to twizia a chago mishibu. Shigtadu. Do thu do nado oro me kli. No. Keke ne NUG ne kwe do abi. Chasau do abi. Tu ro balaw be pyo leပြည်သူတို့ကိုမယုံတော့ဘူးပြီးတော့တချို့ PDF နော်တချို့တော်လာရေးသမားတွေမဟာမိတ်ပူပေါ်တွေသူတို့ကိုအစိုးရတို့လည်းသူတို့မတတ်မှဘူးသိလားသူတို့ကKNU နဲ့ပဲပေါင်းပြီးတော့ပြည်သူကိုလိန်စားနေတာသိလားအခုနေကြတဲ့သူဘာသူနဲ့ဘာမှအတပတ်ချေ ပြောသားတာရတော့အရင်ကောင်းပါလေဒါပေမဲ့ဗျာကင်ရင်လိုနဲ့ညံ့ညံ့ပြီးပြောတာတော့သိစင်ပြီဗျာနော်ဖြစ်ပြီးတော့နားထောင်နေရတာပေါ့ဗျာ